မင်္ဂလာပါအရင်ဆုံးနန်းနန်းမင်းတွေကိုတေချာဆေးကြောထားပေးပါပြီးွားရင်တော့ကျွန်တော်ကထောင်းမှာဖြစ်တဲ့အတွက်အခုလိုမျိုးလေးညှက်ပြီးထည့်ထားပါတယ်ကြက်သွန်ဖြူကိုလည်းလှော်ပြီးတော့မှထည့်ပေးပါအားလုံးကိုရောထောင်းပေးပါငြုပ်သီးလော်မုံကမိမိအဆက်စားနိုင်တဲ့လောက်ထည့်လို့ရပါတယ်ချိုးမို့အနှဲငယ်ငါးငပြားကြီးထည့်ပေးပါပစွန်ကြောင့်အနှဲငယ်ကိုအသုံးပြုထားပါတယ်ပြီးွားရင်တော့အားလုံးကိုရောပြီးတော့ညှက်အောင်ပြန်ထောင်းပေးပါဒီလိုအနေရောက်ပြီဆိုရင်တော့ကျွန်တော်ကတော့ရင်နွေးပူပူလေးအနှဲငယ်ထည့်ထားပါတယ်ရေအေးမထည့်ပါနဲ့ရင်နွေးပူပူထည့်ပေးပါထိုင်းငပိရေကတော့လုံးဝမပါမဖြစ်ထည့်ရပါမယ်ထိုင်းငပိရေမရှိဘူးဆိုရင်တော့ကျွန်တော်တို့ငါးငပိရေကြိုကိုထည့်လို့ရပါတယ်တမယာရေလေးပို့ထည့်ပေးပါတမယာရေအနက်မှုမွေးလေးနဲ့မှပို့ပြီးတော့လိုက်ဖက်စီပါတယ်ခုဆိုရင်တော့နန်းနန်းမင်းငပိရေဖြော်ထောင်းလေးပြီးသွားပါပြီထမင်းပူပူလေးနဲ့ကြက်ဥပြုတ်သုံးဖို့ကြက်ဥကြော်လေးနဲ့တွဲပြီးစားကြည့်ပါလုံးဝကိုရှယ်စားကောင်းပါတယ်ငပိရေကြိုမကြိုက်သူတွေငပိရေကိုအမြဲတမ်းစားနေရလို့ညှင်းငွေးတဲ့သူတွေဆိုရင်တော့အခုလိုမျိုးနန်းနန်းမင်းငပိရေဖြော်ထောင်းလေးကိုစားကြည့်ပါစားလို့အရန်ကြီးကိုမိန်ပါတယ်စားလို့လည်းအရန်ကြီးကောင်းပါတယ်အားလုံးလည်းကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်